သူတင်းကိုချစ်နေရဆိုတာသိတာတဲ့အချက်6ချက်။ तू က X ပဲဖြစ်ဖြစ် crush ပဲဖြစ်ဖြစ်တင်းစီပြန်လာခြင်းနေတာဒါမှမဟုတ်တင်းကိုချစ်နေရဆိုရင် तू ကဒီပြုမှုတွေလုံလာပါလိမ့်မယ်။နံပါတ်1တင်းနဲ့အကြည့်ချင်းစုံမှုစူးစမ်းတာ။နံပါတ်2တင်းကိုစိတ်ပူပေးတယ်။လိုင်းပေါ်မှာကျမကြီးနဲ့ပတ်သက်တဲ့ post တွေကိုတင်းကို share ပြီး view စိုက်ဖို့မှာကြားတာမျိုးဆိုရင်တင်းကို तू စိတ်ပူနေလို့ပါ။စိတ်ပူရဆိုတာချစ်လို့ပါပဲ။နံပါတ်3တင်းကိုစာပို့တယ်။အကြောင်းမရှိအကြောင်းရှာပြီးစာပို့တာတွေကတင်းကိုသူစိတ်မပြတ်နိုင်သေးလို့ပါသူစိတ်ထဲမှာတင်ရှိနေလို့ပါပဲနံပါတ်၄စကားလာပြောတယ်ပြတ်သွားပြီမယ်မကြာခဏစကားတွေလာပြောနေရင်သူတင်းကိုချစ်နေသေးလို့ပါတကယ်ချစ်ရင်စကားမပြောဘဲမနေနိုင်ကြဘူးနံပါတ်၅သူများနောက်ပါသွားမှစိတ်ပူတယ်တင်တခြားကောင်လေးတွေနောက်ပါသွားမှစိတ်ပူလို့တင်းလုတ်တွေထိလိုက်ပြီးစုံစမ်းနေပါလိမ့်မယ်နံပါတ်6ညဘက်မီးစိမ့်နေရင်တဝင်းတိုးတယ်ညနေတကောင်ချိန်တီတင်းအကောင့်ကမိစိမ့်နေရင်အခြားသူနဲ့စကားပြောနေလားဆိုပြီးသူကစိုးရိမ်ပြီးတဝင်းတူပါလိမ့်မယ်